မောင်ရေမတော်တဆရေထဲကျသွားရင်အရေးပေါ်ဘလို့အသက်လူထွက်ပြေးရမလဲမင်းသိလားကျမပြောမဲ့ဒီစကားသုံးခုကိုပဲမှတ်ထားလိုက်ပါမင်းကိုအန်ဒီရဲကနေအမြန်ဆုံးလွတ်မြောက်စေနိုင်လိမ့်မယ်ပထမအချက်ကတော့ရေကကားပြတင်းပေါက်အထိမတက်လာသေးတဲ့အချိန်မှာကားတွေကအဖိုးတန်ပစ္စည်းတွေကိုလုံးဝမနှက်မျောပါနဲ့ကျမတို့ကားတကားကိုအမြန်ဖွင့်ပြီးအသက်လူထွက်ပြေးရပါမယ်အကယ်၍ရေကကားပြတင်းပေါက်ကိုကြော်သွားပြီဆိုရင်တော့ဒီအချိန်မှာကားတကားကဖွင့်လို့ရမှာမဟုတ်တော့ပါဘူးကားတွေကလျှက်စစ်ပစ္စည်းတွေကလည်းရေဝင်ပြီး shock ဖြစ်ကုန်ပါလိမ့်မယ်ကျမတို့နီးလဲရှာပြီးမှန်ခွဲထွက်ပြေးဖို့အမြန်ဆုံးစူးစမ်းရပါမယ်ကြည့်လိုက်ပါဒီကားမှန်ကတော်တော်လေးမှာပါတယ်ချက်တောက်နဲ့ကန်ရင်လေဘလူးမကန်လို့ပေါက်မှာမဟုတ်ပါဘူးကျမတို့ခေါင်းမီအုံးကိုအမြန်ဆွဲထုတ်ပြီးခေါင်းမီအုံးရဲ့ခြုံထက်တဲ့တန်ချောင်းပိုင်းနဲ့ကားမှန်ဘီးစုံတဲ့ကိုထိုးထည့်လိုက်ရပါမယ်ပြီးရင်အားနဲ့တစ်ချက်လှော်လိုက်တာနဲ့မှန်ကိုခွဲပြီးထွက်ပြေးနိုင်ပါပြီဒုတိယအခွင့်အရေးကတော့ကားလေးကိုရေဒီအပြည့်နီးပါဝင်လာမယ့်အချိန်ဖြစ်ပါတယ်ဒီအချိန်မှာကားအတွင်းအပြင်ရေဖိအားကအတူတူနီးပါဖြစ်သွားပါပြီကျမတို့လီပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်ပြီးကားတကားကိုချက်ချင်းတုံးဖွင့်ကထွက်ပြေးရပါမယ်တတိယအချက်ဒီလိုအခြေအနေမျိုးမှာပါထွက်ပြေးဖို့နီးလမ်းမရှိသေးဘူးဆိုရင်ကားရဲ့နောက်ခန်းစီကိုမြန်မြန်ကူးပြောင်းသွားပါဘာဖြစ်လို့လဲဆိုတော့အင်ဂျင်ကရှိမှရှိလို့ကားကရှိဆိုင်ပြီးမြုပ်မှဖြစ်တဲ့အတွက်နောက်ပိုင်းကရေနောက်ဆုံးမှမုန်းမှဖြစ်လို့ပါနောက်ထိုင်ကုန်လေးကိုအရှိကိုလှည့်ချလိုက်ပြီးကားနောက်ဖုံးလေးကိုဝင်ပါနောက်ဖုံးတကားရဲ့အတွင်းဘက်မှာအဝိုင်းပုံစံအရေးပေါ်အတက်ကဲခလို့အဖုံးရှိပါတယ်အဲ့ဒီအဖုံးကိုခွာလိုက်ပြီးအတွင်းကအဖြူရောင်စကွဲမောင်းတန်လေးကိုဆွဲလိုက်တာနဲ့ကားနောက်ဖုံးပွင့်သွားပြီးအသက်ရှင်အောင်ယုံထွက်နိုင်မှာဖြစ်ပါတယ်ဒါပေမဲ့ဘေးနားကတငိချင်းတွေကိုတော့တေချာပေါက်မျှဝေပေးလိုက်ဦးမှာအရေးကြုံလိုက်ရင်တကယ်ပဲအသက်ကဲနိုင်လို့ပါတကယ်တော့အရာတော်တော်များများကမလွတ်တတ်တာမဟုတ်ပါဘူးမင်းတို့ကမသိကြတာပဲရှိတာနောက်ထပ်ကျမဘာပြင်းတာကိုကြည့်ချင်သေးလေကိုမဲ့မှာရေးခဲ့ပြီးဦးပါ